Hallelujah ဖျားရှင်ကောင်းမြတ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အသက်တာတွေထဲမှာပြင်းချင်းကဘလောက်တောင်ကြောက်စရာကောင်းတယ်လဲချမ်းသာကဘလို့ပြောပြထားတယ်လဲအတူတကွလေ့လာတွားကြပါစို့ကျွန်တော်တို့အိမ်တအိမ်မှာအရန်ကိုပြင်းတဲ့သူအလုံးလုံးတဲ့နေရာမှာလည်းပြင်းတယ်ကိုယ်အိယာကိုလည်းမတိမ်ဘူးအိယာထားဖို့တော့မှပြင်းတဲ့သူရှိနေပြီဆိုရင်မိသားစုတစုလုံးကျွန်တော်တို့ဒုက္ခရောက်ကြရပါတယ်ငခိုးမတကောင်ကြောက်တလေလုံးပုတ်ဆိုသလိုပဲပြင်းရတဲ့သူတယောက်ရှိနေပြီဆိုရင်ကျွန်တော်တို့ရဲ့အသက်တာတွေကျွန်တော်တို့ရဲ့မိသားစုတွေထဲမှာခန္ဓာပိုင်းဆိုင်ရာဒါမှကဘူးဝိညာဉ်ရေးရမှာလည်းထိခိုက်မှုတွေအများကြီးရှိပါတယ်ကျမ်းစာကိုကျွန်တော်တို့တစ်ချက်ကြည့်ကြပါစို့တုတ်တန်ကျမ်းခန်းကြီး6အငယ်6မှာကြည့်မယ်ဆိုရင်အချင်းလူပြင်းဘုရားစိတ်ထံသို့သွား၍သူ၏အပြုအမူတို့ကိုဆင်ခြင်တပြည့်ပညာရှိစေလောလို့ဆုံးမထားပါတယ်ဘလောက်ပဲကြီးမားတဲ့ခန္ဓာကိုယ်ရှိနေပါစေဘလောက်ပဲငွေရေးကြေးရေးအစဉ်ပြေနေတဲ့သူဖြစ်ပါစေပြင်းတဲ့အချင်းရှိလာပြီဆိုရင်ရှောလမုန်မင်းကြီးကအကောင်တွေထဲမှာတော့အသေးဆုံးဖြစ်တဲ့ဘုရားစိတ်ထံသွားပြီးတော့သင်ယူဖို့ပြောထားပါတယ်ဆိုဘာလို့ဒီလိုပြောထားတာလဲကျွန်တော်တို့ဆင်ခြင်သုံးသပ်ကြည့်ကြရအောင်ဒီလိုပြင်းရခြင်းဆိုတာကကောက်ရိုးမီလို့ယုံကြည်ခြင်းတွေနဲ့အသက်ရှင်နေတဲ့ယုံကြည်သူတွေစီမှာအဓိကတွေ့ရပါတယ်စိတ်ခံစားချက်ကိုပဲလိုက်ကြတယ်အစိတ်အစဉ်ပြေတဲ့တနင်္ဂနွေနေ့မှာဘုရားကြောင့်တက်ကြတယ်ခက်ခဲကြုံမှဘုရားသားကြတယ်ကောက်ရိုးမီလို့ပဲပေါ့လူငယ်တင်တန်းတွေမှာတော့ပဲခဏတစ်ဖြုတ်တောက်လောင်တက်ကြပြီးတော့တင်တန်းပြီးတော့တာနဲ့ငကိုမူလအတိုင်းပဲစိုးမြဲစိုးစေဘုရားပေးထားတဲ့တန်ဖိုးရှိတဲ့ဘဝကိုပေါ်ရောရောနဲ့ဖြတ်တန်းနေကြတဲ့သူတွေကတကယ်ပြင်းရခြင်းကသူတို့ရဲ့အထက်မှာအမြဲနေရာယူတတ်ပါတယ်ပြင်းခြင်းကစင်ရဲ့ချမ်းသာအသားရောက်မခွဲခြားပဲနဲ့လူတိုင်းစီမှာလာတတ်ပါတယ်ပြင်းခြင်းကကျွန်တော်တို့အိမ်မက်တွေကိုဖျက်ဆီးဖို့သူကအမြဲတမ်းစောင့်နေတယ်ဆိုဒီ6လအတွင်းမှာကျန်းစာအဆဆုံးဖတ်ဖို့ဆုံးဖြတ်ထားပေမဲ့ပြင်းတဲ့စိတ်ကြောင့်ပဲတမဟောင်းချမ်းမပြီးခင်မှာရက်သွားတာမျိုးတွေဆိုမနဲ့စိုးစိုးစီစီထပြီးတော့ဘုရားနဲ့ morning devotion ယူဖို့လှုပ်ထားပေမဲ့တပတ်တောင်မခံဘူးအစီအစဉ်တွေပြတ်သွားတာမျိုးဖြစ်နေပြီဆိုရင်ရောမခန်းကြီး7အငယ်21မှာပြောထားတယ်လေဆိုရင်တော့အဆိုးအဖြစ်အရှုံးမခံနဲ့အကောင်းအဖြစ်အဆိုးကိုနိုင်လို့ပြောထားတာကိုအောက်မေ့ပြီးတော့အမြဲစင်ချင်အသက်ရှင်ဖို့ခွန်အားပေးချင်ပါတယ်ဒါကြောင့်ကိုယ်အရန်ပြင်းနေပြီဘာမှလှုပ်ချင်ကြိုက်ချင်စိတ်မရှိတော့ဘူးဆိုရင်ရှောလမုန်ပြောတဲ့ပြောစိတ်ကလေးအကြောင်းကိုတတိယဖို့လိုပါတယ်ပြောစိတ်ကလေးတွေကိုကြည့်မယ်ဆိုရင်တို့ဟာမကြာမီရောက်လာတော့မဲ့နွေရာသီအတွက်အစာတွေကျိုးပြီးတော့ဆူဆောင်တတ်ကြတယ်အကောင်တေးတော့သူတို့ရဲ့ဘိုက်ကလေးကတေးတေးလေးမို့ဘာမှစိတ်ပူစရာမရှိပါဘူးလို့ထင်မနေပါနဲ့ဆိုဘိုက်တေးတေးလေးတောင်မှသူ့ရဲ့အနာဂတ်အတွက်ပြင်ဆင်နေဆိုရင်ကျွန်တော်တို့ဘိုက်ကပိုးကြီးတဲ့အတွက်ထိုင်ဖို့တော့အချိန်မရှိဘဲနဲ့တကယ်အများကြီးပြင်ဆင်ဖို့လိုအပ်ပါတယ်သူတို့ကလောဘကြီးတာမဟုတ်ပါဘူးသူတို့လိုတာထက်ပိုအောင်လဲဘယ်တော့မှမဆုဆောင်တတ်ကြပါဘူးအချိန်ကိုအကျိုးရှိအောင်အမြဲအသုံးချတတ်ကြပြီးတော့အနာဂတ်တဲ့ကြိုတင်ပြင်ဆင်တာကိုတွေ့ရတာပါတယ်နောက်တစ်ချက်ကတော့ပြောစိတ်ကလေးတွေကသူတို့ကတာဝန်အမြဲကြေပွန်ကြပါတယ်ဆိုခေါင်းဆောင်မရှိဘူးဥဆောင်လမ်းပြမဲ့သူမရှိရင်တော့မှသူတို့လုပ်ရမယ့်အလုပ်ကိုပြီးစီးတဲ့အထိလှုပ်ဆောင်တတ်ကြတာကိုတွေ့ရမှာပါနောက်ဆုံးတစ်ချက်အနေနဲ့သူတို့ပရွက်စိတ်လေးတွေကအင်မတန်မှစီလုံးမှုရှိကြပါတယ်သူတို့အဖွဲ့အတွက်သူတို့အသက်ကိုပေးဖို့ဆိုလဲဝန်မလေးကြပါအကောင်တာတေးတာပရွက်စိတ်ကလေးတွေကအမြဲစီလုံးကြတယ်သူတို့ကအမြဲသူတို့ရဲ့အလုပ်အတွက်တာဝန်ကျေပွန်ကြတယ်အနာဂတ်အတွက်အမြဲတမ်းစုဆောင်ပြီးတော့ပြင်ဆင်တတ်ကြတယ်ပြောစိတ်ကလေးတွေရဲ့ခြေလမ်းတစ်ထောင်ကကျွန်တော်တို့ရဲ့ခြေလမ်းတလန်းစာတော့မရှိပါဘူးမိတ်ဆွေဒါကြောင့်ရှောလမုန်မင်းကြီးကသူပြောထားတယ်ပြီးချင်းကဘလောက်တောင်ကြောက်စရာကောင်းတယ်လဲဆိုရင်ပြောစိတ်ကလေးနဲ့နိုင်ပြီးတော့ဆုံးမထားတာဖြစ်ပါတယ်ပြီးချင်းဟာမကောင်းတဲ့အရာတစ်ခုဖြစ်ပေမဲ့ကျွန်တော်တို့ယုံကြည်သူတွေကိုစစ်ဆေးဖို့ရန်အတွက်ပေတံတစ်ချောင်းလိုပါပဲဒုဒ္ဒကျမ်းခန်းကြီး7ငယ်4မှာကြည့်မယ်ဆိုရင်ပြင်းရတော်သူသည်အဘယ်အရာကိုမျှတောင်းတ၍မရတတ်လုံလဝရိယပြုတော်သူမူကားမိမိအလိုဆန္ဒပြည့်စုံရ၏လို့ဖော်ပြထားပါတယ်ဆိုတော့ကောက်ရိုးမီလို့အတ္တတာမျိုးပဲကျွန်တော်တို့တွေးကြုံခံစားနေရတယ်ဆိုရင်
အမြန်ဆုံးစစ်မှန်သောနောင်တနဲ့တိုးဝင်ပြီးတော့ဘုရားသခင်ထံပြန်လာပါမိတ်ဆွေအသက်ရှင်နေတော့မှအချိန်ကိုအကောင်းဆုံးအသုံးချပြီးတော့ဘုရားရဲ့အမှုတော်မြတ်ထဲမှာတစ္ဆာရှိစွာဆက်ကပ်ပါပြင်းရည်နေတဲ့သူတွေကိုမကြိုက်မနစ်သက်ကြသလိုကဘာပေါ်မှာပြင်းရည်တဲ့အမှုတော်ဆောင်တွေကိုဘုရားမတုံ့မှုမိတ်ဆွေဒါကြောင့်ပြင်းရည်တဲ့စိတ်ကိုအောင်နိုင်ဖို့ဘုရားသခင်ကအလိုရှိတယ်ဘုရားသခင်ရဲ့တက်ဆွမ်းနိုင်ခြင်းကိုအကျွင့်မဲ့ယုံကြည်ပါမိမိရဲ့မတတ်နိုင်ခြင်းရှိသမျှကိုဘုရားထံအနံလိုက်ပါမိတ်ဆွေနိတိမောတေအခန်းကြီးလေးအငယ်18မှာသခင်ဘုရားသည်မကောင်းသောအမှုရှိသမျှတို့ကိုသခင်ဘုရားသည်မကောင်းသောအမှုရှိသမျှတို့မှငါကိုကယ်နှုတ်၍မိမိ၏ကောင်းကင်နိုင်ငံတော်တို့တိုင်အောင်ငါကိုမဆပို့ဆောင်တော်မူလိမ့်မည်ထိုသခင်ဒီကဘာအဆက်ဆက်ဘုန်းကြီးတော်မူစေတည်းအာမင်လို့ရေးထားတဲ့အတိုင်းပဲယုံကြည်ခြင်းနဲ့ဘုရားသခင်တန်လုံးလုံးစက္ကပ်အနံပြီးတော့ပြင်းရည်တဲ့စိတ်ကိုအနိုင်ယူပြီးအသက်ရှင်သွားကြဖို့ခွန်အားပေးဝေမျှလိုက်ပါတယ်အားလုံးပေါ်မှာဘုရားကောင်းချီးပေးပါစေ